YouTube channel ရဲ့မိတ်ဆွေတွေရော Telegram channel ရဲ့မိတ်ဆွေတွေရောအားလုံးပဲမင်္ဂလာပါမယ်เนาะကျွန်တော်မနက်ဖြန်ကเนาะ16ရက်17လ2025မှာထွက်မယ်เนาะမနက်ဖြန်ကတနင်္ဂနွေနေ့ညနေ3နာရီခွဲ16ရက်17လ2025မှာထွက်မယ်เนาะထိုင်းဒီနောက်3လုံးထိုက်ချီအတွက်ကိုဒါမိတ်ဆွေများတို့ကိုเนาะ4ခွက်เนาะ4ခွက်စိုက်ပြတာဒီမှာဖြစ်ပါတယ်เนาะ4ခွက်စိုက်ပြပြီမယ်เนาะ4ခွက်စိုက်ပြပြီမယ်เนาะကဲအားလုံးပဲမိတ်ဆွေများ YouTube channel ရဲ့မိတ်ဆွေတွေရော Telegram channel ရဲ့မိတ်ဆွေတွေရောအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်တို့ဒီเนาะ30ကလနာမှာဆိုလို့ရှိရင်အားလုံးပေါင်း12လဆိုတော့20နဲ့မှ4ချိန်ရှိတယ်24ချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ18ချိန်မှာနက်ခတ်18ချိန်မှာတဲ့နက်ခတ်အပူเนาะအရှိပဲပူအနောက်ပဲပူเนาะနက်ခတ်အပူကြပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့ဇောင်းလေးတွေမြောက်မှာဘာလာကြလဲဆိုတာလေးကိုကျွန်တော်ပြပေးမယ်เนาะဒီ18ချိန်မှာเนาะဒီ18ချိန်မှာဒီမှာဆိုလို့ရှိရင်နက်ခတ်355အပူကြတယ်เนาะနက်ခတ်အတွဲပါဗျာเนาะနက်ခတ်အတွဲနဲ့အပူကြတယ်ဒီမှာဆိုလို့ရှိရင်လည်းလေးနဲ့နက်ခတ်အတွဲနဲ့အပူကြတယ်ဒီမှာဆိုလို့ရှိရင်လည်း335နက်ခတ်အတွဲနဲ့အပူကြတယ်เนาะအပူဒီမှာဆိုလို့ရှိရင်လည်းလာပြီ669ဆိုတဲ့669ဆိုတဲ့နက်ခတ်အတွဲနဲ့အပူကြတယ်အားလုံးပေါင်း4ကက်ရှိပါတယ်เนาะအားလုံးပေါင်း4ကက်ရှိပါတယ်355ရဲ့442ကက်เนาะ335ရဲ့669ရဲ့เนาะအားလုံးပေါင်း4ကက်ရှိပါတယ်ဟုတ်ပြီအဲ့လို4ကက်ရှိတဲ့နေရာမှာတဲ့เนาะကျွန်တော်တို့ကဒီပထမအကတ်355ကိုကြည့်ရမယ်ဆိုလို့ရှိရင်เนาะ355ရဲ့355နဲ့စပြီးရေးမယ်ဆိုလို့ရှိရင်တစ်ပင်နှစ်ပင်သုံးပင်လေးပင်မြောက်မှာကြာခဲ့တယ်ခဏเนาะအဲ့4ပင်မြောက်မှာကြာခဲ့တယ်ခဏ6ခု9เนาะ6ခု9ကြာတယ်เนาะဒီမှာလေးနှစ်ကဲဆောင်းတစ်ပင်နှစ်ပင်သုံးပင်လေးပင်မြောက်မှာ4-6နှစ်ဆိုလဲလမ်းကြเนาะ4-6နှစ်ဆိုလဲ4-6နှစ်ဆိုလဲခဏကြမယ်เนาะဒီမှာ4-6နှစ်ဆိုလဲခဏကြမယ်เนาะနောက်ပြီးတော့ကျွန်တော်တို့ဒီ335ရဲ့ဇောင်းလေးပင်မြောက်เนาะတစ်ပင်နှစ်ပင်သုံးပင်လေးပင်အမှ986ဆိုတဲ့ခဏကြတယ်เนาะဟုတ်ပြီကျွန်တော်တို့ဒီမှာ669ရဲ့ဒီမှာဇောင်းလေးပင်တစ်ပင်နှစ်ပင်သုံးပင်လေးပင်ဒီလေးပင်မှာဘာကြလာလဲဆိုတာလေးကိုကျွန်တော်ပြပေးမယ်เนาะဟုတ်ပြီအဲ့လေးပင်မှာဘာကြလာမလဲဆိုတာကိုကျွန်တော်ပြပေးမယ်ဟုတ်ပြီဒီပထမဆုံးအကတ်ကိုကြည့်လိုက်ပါတဲ့เนาะပထမဆုံးအကတ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တဲ့335ရဲ့ဇောင်းတစ်ပင်နှစ်ပင်သုံးပင်လေးပင်မြောက်မှာကြခဲ့တဲ့ကဏ္ဍကြီးတဲ့သူကဘယ်လိုကြလဲဆိုလို့ရှိရင်နက်ခတ်အခွကြတယ်เนาะနက်ခတ်အခွကြတယ်နက်ခတ်အခွเนาะနက်ခတ်အခွကြပြီတဲ့ဟောဒီမှာဒုတိယအကတ်မှာလေလေးနှစ်ကဇောင်းလေးပင်မြောက်မှာလေအဲ့လိုပဲဒီမှာလေနက်ခတ်အခွပဲကြပြီလေเนาะလေးထိပ်စီနှစ်နောက်ပိတ်နဲ့နက်ခတ်အခွเนาะဟုတ်ပြီကျွန်တော်ဒီ335တတိယအကတ်335တတိယအကတ်မှာလေဒီပင်3ပင်4ပင်မြောက်မှာလေเนาะကျွန်တော်တို့ကိုထိပ်စီ6နောက်ပိတ်နဲ့နက်ခတ်အကတ်ပဲကြတယ်เนาะဟုတ်ပြီကျွန်တော်တို့ဒီမှာလည်းအဲ့လိုပဲနက်ခတ်အကတ်ပဲเนาะကျွန်တော်တို့ဒီမှာလည်း669 1 2 3 4เนาะဒီမှာကြားမဲ့ပေါင်းဒီကျွန်တော်တို့နက်ခတ်အခွာကြတယ်เนาะဟုတ်ပြီတော့အဲ့နက်ခတ်အခွာတွေနဲ့ဘယ်လိုတွေလာကြလဲဆိုလို့ရှိရင်တဲ့သူကနက်ခတ်အခွာတွေနဲ့ဘယ်လိုတွေလာကြလဲဆိုလို့ရှိရင်သူကဒီ335နှစ်335ကြားခဲ့တဲ့နှစ်ပေါ့ဒီနှစ်ပေါ့เนาะဒီနှစ်ကနေဒီနှစ်ကနေစပြီးတော့အခုချိန်ထိဟိုတဲ့သူကထွက်ပြီးသားခဏန်းလေးကနေပဲပြန်ကြပါလေတဲ့เนาะထွက်ပြီးသားခဏန်းလေးကနေပြန်ကြတယ်เนาะသူ
တော့ဘလို့ထွက်ပြီးသားခဏနဲ့ပြန်ကြတယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ335ဒီမှာလက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ969ဆိုတဲ့ခဏန်းလေးအာပြီးတော့အောက်မှာ609ဆိုရလာကြတယ်နော်ဒီ969ဒီအာပြီးတော့609ဆိုပြီးလာကြတယ်နော်ဒီမှာလည်းဒုတိယကမှာလည်းအဲ့လိုပဲ4ထိပ်စီ2နောက်ပိနဲ့နော်နက်ခတ်ခွာကဏ္ဍတစ်ခုလာကြတယ်အဲ့ကဏ္ဍကြီးတဲ့ဘယ်ကလာကြလဲဆိုလို့ရှိရင်သူကပြီးခဲ့တဲ့နှစ်ဒီ44နှစ်ထွက်ခဲ့တဲ့နှစ်ကနေစပြီးတော့နောက်ပိုင်းအခုချိန်ထိကိုထွက်ခဲ့တဲ့ကဏ္ဍနဲ့ပဲသူကပြန်ပြီးတော့ကြပြီးတယ်နော်ဒီမှာဆိုလို့ရှိရင်426ကိုနော်ဒီ426ဆိုတဲ့ကဏ္ဍဒီ426ဆိုတဲ့ခဏနော်ဒီ426ဆိုတဲ့ခဏကိုပဲပြန်ပြီးတော့အာပြီးတော့ပြန်ကြပေးတယ်နက်ခတ်အခွာနဲ့နော်ဟုတ်ပြီဒီမှာကျွန်တော်တို့တတိယအကတ်335တတိယအကတ်335မှာဆိုရင်လည်း7 3 3 4ပြင်986ဆိုတဲ့ခဏဟုတ်ပြီအဲ986ဆိုတဲ့ခဏကြီးလေဒီ335ကြားရဲ့နှစ်ကနေစပြီးတော့နောက်ပိုင်းအခုချိန်ထိကိုကြာပြီးသားခဏနဲ့ရပဲပြန်ပြီးတော့အာကြပါနော်အာကြမကြရင်လဲကြပါဗျာနော်ဒီမှာဆိုလို့ရှိရင်ဒီအခုဒီမှာကြမယ်ကောင်ဒီမှာဒီ986ဆိုတဲ့ကဏ္ဍကိုပဲနော်ပြန်ပြီးတော့အာကြပါနော်ဟုတ်ပြီလာပြီအခုကျွန်တော်တို့ဒီမှာ669ဆိုတဲ့အခါဒီမှာနက်ခတ်အကွာနဲ့တဲ့ကျွန်တော်တို့ဒီ669ကြားခဲ့တဲ့နှစ်ဒီနှစ်နော်ဒီနှစ်ဘယ်နှခုနှစ်လဲဆိုတော့ကျွန်တော်2022ခုနှစ်ကနေပြီးတော့အခုချိန်ထိကို2022ခုနှစ်ကနေပြီးအခုချိန်ထိဒီကြာပြီးသားကဏ္ဍနဲ့ပြန်ကြမယ်နော်အဲကြာပြီးသားကဏ္ဍနဲ့ဘယ်လိုလေးပြန်လိုက်ကြလဲဆိုလို့ရှိရင်အရှိပင်ဒီမှာဘယ်လိုလေးပြန်လိုက်ကြနေလဲဆိုလို့ရှိရင်တဲ့သူကပြောမယ်ဆိုလို့ရှိရင်ဒီမှာပရမဘုတ်ဘက်ကိုကြည့်လိုက်ပါနော်ပရမဘုတ်ဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တဲ့သူက355နက်ခတ်အပူကြတယ်သူ့ရဲ့ဇောင်းလေးပြင်မှာเนาะနက်ခတ်အခွာနဲ့ခဏတစ်ခွက်ကြတယ်အဲ့ဒါဒီပြန်ခဏဖြစ်ရမယ်เนาะဒီ335ကြားတဲ့ခုနှစ်တည်းကနေပြီးတော့ခုနှစ်ကနေစပြီးတော့အခုချိန်လေးပြန်ခဏဖြစ်ရမယ်အဲ့ချိန်မှာဒီမှာ969ဆိုတဲ့ခဏပြန်ကြတယ်เนาะသူကဘာလေးထူးခြားချက်တွေ့လဲဆိုလို့ရှိရင်အဲ့969နဲ့ကလျက်969နဲ့ကလျက်ဘယ်နှကွက်ရှိလဲဆိုရင်ခဏ10ကွက်ရှိတယ်တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်เนาะဒီ10ကွက်เนาะဒီရှစ်ကွက်ထဲမှာတော့အဲ816ဆိုတဲ့ကဏ္ဍပါနေတယ်816ပတ်လေပေါ့ဗျာနော်ဒီ816ဆိုတဲ့ပတ်လေနော်အဲ816ပတ်လေအဲ816ပတ်လေဘေးကကဏ္ဍပဲပြန်ပြီးတော့အခုဘက်မှာပြန်ကြပြီလေနော်ရှင်းလားမသိဘူးနော်အော်တိုပေါ့ဗျာနော်ဒီ335ကြာပြီးသွားပြီဆိုလို့ရှိရင်ဒီ355နက်ခတ်အပူကြတယ်ဒီ18ချိန်မှာကြာတယ်ကြာပြီးလို့ရှိရင်အဲ355ရဲ့ဒီဘက်နှစ်တွေမှာအခုချိန်ထိကိုဒါ816အာကြရမယ်816ဆိုတော့ခဏတော့အာကြရမယ်အဲအာကြတဲ့ခဏဘေးကသုံးဖို့စောင်းအဲ့ရခဏပဲတဲ့အခုချိန်မှာပြန်ပြီးတော့နက်ခတ်အခွာလည်းပြန်ကြပြီတဲ့နော်ဒီမှာဒုတိယအကမှာလည်းအဲ့လိုပဲဒီမှာဒီ426ဒီကို46လဲဆိုရင်ဘယ်လိုပြန်ကြလဲဆိုရင်သူ့ရဲ့ကဏ္ဍပတ်ချလဲ10ဘက်ကိုကြည့်လိုက်တယ်မှာ816ပတ်လဲဒီမှာ681ဆိုပြီးထွက်သွားတယ်နော်681ဆိုပြီးထွက်သွားတယ်နော်အဲ681ပတ်လဲဒီ4နှစ်နဲ့ဒီနက်ခတ်အပူကြပြီးရတယ်ဒီ816ပတ်လဲကြတယ်အဲ816ပတ်လဲကြတဲ့ကဏ္ဍဘေးကကဏ္ဍရတယ်နော်ကဏ္ဍပတ်လဲဒီ10ကွက်ထဲရပဲကဏ္ဍတော့ကနက်ခတ်အခွာနဲ့ပြန်ကြပြီနော်ဟုတ်ပြီကျွန်တော်တို့တတိယအကတ်သွားမယ်တတိယအကတ်မှာလည်းဒီမှာကြည့်ရမယ်ဆိုလို့ရှိရင်335နက်ခတ်အပူနော်ဇောင်း၄ပင်မြောက်မှာဒီမှာ9 DC 6နောက်ပိနက်ခတ်အခွာနဲ့ကြပြီတယ်အကောင်ကြီးဒီမှာ986ကိုဒဲပြန်ကြပြီတယ်နော်ဟုတ်ပြီသူ့ဘေးမှာလည်းအဲ့လိုပဲဒီမှာ816ရဲ့ခဏရှိလို့ရှိနေရတယ်နော်816ရဲ့ခဏရဲ့ဘေးချင်းကခဏလေးနော်ဒီဘေးချင်းကဒီမှာခဏအားလုံးပေါင်း10ကွက်ရှိတာပေါ့နော်အဲ့လိုပြန်ကြပြီးရတယ်အခုတခါဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကနောက်ဆုံးကတ်နော်အခုစတုတ္တကတ်နော်669ကြာပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာကိုလိုက်ရှာမလဲဆိုရင်နက်ခတ်ဘာကိုဥကြမယ်ဆိုလို့ရှိရင်နက်ခတ်အခွာနဲ့ကဏ္ဍနဲ့ကွက်ကြမယ်တဲ့အခုကျွန်တော်တို့က
669ကြာပြီးရင်အဲ့816ပတ်လေကြာတာကိုကျွန်တော်ကရှားရမှာပေါ့နော်ဒီမှာကြာလဲ816လိုက်ရှားကြည့်816ပတ်လေဘယ်မှာကြာခဲ့လဲလိုက်ရှားကြည့်ဟောဒီမှာလာပြီနော်618ပတ်လေကြာပြီနော်ဟမ်618ပတ်လေမှာတဲ့သူ့ရဲ့ဘေးချင်းကကနန်းနော်ဒီ618 669ကြားတဲ့အဲ့နှစ်ကနေပြီးတော့ကျွန်တော်တို့ကရေးရမှာเนาะဒီမှာဒီ669เนาะနက်ခတ်အပိုးကကြားတဲ့ဒီနေ့ထဲမှာเนาะဒီနေ့နောက်ကကဏ္ဍပဲအရှိကနေမပါဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဒီ6ရှိဘေးမှာဆိုလို့ရှိရင်တဲ့နက်ခတ်ဒီတွဲနေတာပါနေလဲဆိုရှင်နက်ခတ်တွဲနေတာတွေကဒီမှာ936ဆိုတဲ့နက်ခတ်တွဲပါတယ်เนาะ936ဆိုတော့9ရဲ့6ရဲ့နက်ခတ်အတွဲဖြစ်တယ်ဒီမှာလည်းအဲ့လိုပဲ939ခွန်ဒီလည်းနက်ခတ်တွဲပါနေတယ်တဲ့ဘာဖြစ်ဆိုတော့3ရဲ့ခွန်ဒီနက်ခတ်အတွဲဖြစ်တယ်เนาะ3ရဲ့ခွန်ဒီနက်ခတ်အတွဲဖြစ်တယ်เนาะဟုတ်ပြီအဲ့ဒါဆိုတော့ကျွန်တော်တို့ကခင်ဗျားတို့မယုံမလွန်ထိုးခြင်းနဲ့ဆိုရင်တော့เนาะမယုံမလွန်ရန်ထားခြင်းနဲ့ဆိုရင်တော့ဒီနှစ်ကောက်ကတော့ရန်မှာပါเนาะဒီနှစ်ခွက်ကတော့ရမ်းမယ်နော်ဒီမှာ618ဘေးကကဏ္ဍဆိုတော့ဒီ4နှစ်ဆိုတဲ့ကဏ္ဍလည်းနော်4နှစ်ဆိုတဲ့ကဏ္ဍလည်းနက်ခတ်တစ်စုံပဲဒီမှာခွန်3ညဆိုတဲ့ကဏ္ဍလည်းနက်ခတ်တစ်စုံပဲဒီမှာကျွန်တော်လိမ်မော်ရောင်နဲ့ဝိုင်းထားတာကြီးရမ်းရမယ်နော်ဒီမှာအစိမ်းရောင်နဲ့ပြတ်ထားတာကြီးအဲ့ဒါကြီးတဲထိုးရမှာဖြစ်ပါတယ်နော်အဲကောင်းဆုံးကတော့ဒီနှစ်ခွက်အကောင်းဆုံးပဲအဲ့နှစ်ခွက်ပုံမှာကျွန်တော်တို့ဘယ်လိုထိုးမလဲဘလို့ထိုးမယ်ဆိုတော့ကျွန်တော်တို့ကနက်ခတ်အခွာနဲ့ပဲထိုးရမှာเนาะနက်ခတ်အခွာနဲ့ပဲထိုးရမှာဆိုတော့ဒီမှာဒီနားမှာထိုးရမှာเนาะအခုဒီမှာထိုးရမှာเนาะနက်ခတ်အခွာနဲ့ပဲထိုးမယ်ဆိုလို့ရှိရင်ဒီမှာ939ခွန်ဆိုတဲ့ခဏကိုနက်ခတ်အခွာနဲ့ဆိုလို့ရှိရင်เนาะ39ခွန်ခွာမယ်เนาะအလဲပေါင်းမှာ9ထည့်မယ်เนาะခွန်တိတ်စီးကြည့်မယ်ဆိုလို့ရှိရင်9အလေတိုင်း3ည9ခွန်ရဲ့ခွန်3ည9ရဲ့เนาะနောက်ဒီ936က936ပဲเนาะနက်ခတ်9ရဲ့6ပဲဟာနက်ခတ်ခွာအဲ့လောက်မှတစ်ခါထပ်ပြီးအောင်မယ်ဆိုလို့ရှိရင်639ဒီခဏန်းလေးခွက်ကတော့เนาะဒီခဏန်းလေးခွက်ကတော့အားရမလို့အဓိကမင်းထိုးနော်ဟုတ်ပြီရန်ကျင်တယ်ဟုတ်ပြီနည်းနည်းပါးရန်ကျင်တယ်ထိုးရင်းကြီးရန်ကျင်တယ်နော်200ဝ300ဝ900ဝရန်ကျင်တယ်မိတ်ဆွေတွေကဒီမှာကျွန်တော်လိမ်မော်ရောင်နဲ့ဝိုင်းထားတဲ့ကွာ4နှစ်ကိုနော်4နှစ်ကိုနှစ်ခါကွာနဲ့ထိုးမယ်ဆိုလို့ရှိရင်4နှစ်ရှိတယ်နောက်ပြီးတော့2 4နော်ဒါပဲရှိနော်ဒီနှစ်ပတ်ရှိမယ်နောက်ပြီးတော့အောက်က2ခွန်3ညမှာဆိုလို့ရှိရင်နက်ခတ်ကိုခွမယ်ဆိုလို့ရှိရင်ခွန်ရင်3ညရင်ခွ3ညရင်ခွန်ရင်ခွအလဲကောင်က2နော်ဒီ4ကနော်ဒီ4ကရှိမယ်နော်ဟုတ်ပြီဒါကျွန်တော်တို့ကရှင်းပြတော့နော်ဒီအပေါ်က3ည9ခွန်9 3ည9 3ည6 6 3ည9ဒီနော်ဒဲထိုးအဲ့ဒါမင်းထိုးရမယ်ရန်ကျင်တယ်ဆိုလို့ရှိရင်4နှစ်4ခွန်နဲ့3ညနဲ့ခွန်ဒီအရန်နော်ဟုတ်ပြီလားကဲမရှင်းရင်လည်းနောက်တစ်ခါဗီဒီယိုဖိုင်နောက်တစ်ခါပြန်ပြီးတော့ထပ်ကြည့်ပါဗျာကျွန်တော်တော့ဗီဒီယိုဖိုင်ရှင်းမှာဆိုလို့ထပ်ပြီးတော့ရှင်းမပြတော့เนาะကဲအားလုံးတော့မိတ်ဆွေများမနက်ဖြန်က16ရက်17လ2025မှာเนาะတိုင်းဒီနောက်3လုံးတိုင်းခြေကနာပေါက်ပြီးကဲအားလုံးပဲကန်ဆက်ကြပါဗျာเนาะမိတ်ဆွေများအားလုံးပဲကဲတက်တာပါဗျာเนาะ